တထွေရှားကိုတဲ့ဘယ်ဟိုတယ်မှာလည်းမသိဘူးသူရဲ့ make up စီရတယ်အကုန်လုံးလေပြန်လွတ်ပြီးတော့တယောက်တည်းကိုထားတယ်တဲ့အပြင်လည်းမထွက်ခိုင်းဘူးတဲ့တထွေရှားစီရောက်သွားပြီးတော့နှိပ်စက်တယ်ရိုက်တယ်နေမှာပေါ့တထွေရှားရိုရှန်စီထပ်ပြီးတော့ဖုန်းဝင်လာတဲ့အချိန်မှာဟိုကောင်အနောက်ကနေပြီးတော့လုံနေတယ်နာမည်ကြီးမော်တယ်ကိုသူကကြော်ညာရိုက်ဖို့ခေါ်တယ်ခေါ်ပြီးဟိုရောက်တော့ဗျာနော်ဂျန်ဆိုးရတဲ့ဟာတွေလုံနေတယ်လို့ကြားရတယ်ဗျာအားလုံးပဲမင်္ဂလာပါဇလေး YouTube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရှင်အခုဇလေးတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ Modern Mini Patricia ရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုဒါနာမည်ကြီးနေရရှင်ဟိုတယ်တစ်ခုမှာပိတ်လောင်ခံရပြီးတော့နော်ယောက်ျားတွေအများကြီးနဲ့သူ့ကိုဒါဝိုင်းပြီးအာရမပြုတ်ချစ်တယ်လို့လည်းပြောရရှင်ကဲတကယ်ချင်းတို့လည်းသတိထားလို့ရအောင်လို့ဒီ file လေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ရှင်ဟုတ်အခုညီမဖုန်းနံပါတ်လေးဟိုတင်လိုက်တာလားဟိုလေး public တင်လိုက်တာလားဟိုအများကြီးလာမင်းနေကြမတင်လိုက်တာမဟုတ်အဲ့မှာဟိုဖြစ်တော့အကူကညီမဖုန်းလုံးဝဆက်လို့မရလိုက်ဘူးလေဦးနာမရတော့စိတ်ပူပြီးအားလုံးကလည်းဟိုဖြစ်နေ worry ဖြစ်နေတော့အဲ့နဲ့ I was like on ဟိုမှာ going live ဆိုတော့အဲ့မှာပြောမိတော့အခုညီမဘယ်မှာလဲအရေးကြီးอ่ะညီမလေးအခုဘယ်မှာဟိုတယ်မှာပဲကိုဒါပေမဲ့ဟိုတယောက်တည်းမဟုတ်ဘူး I feel you okay ဟုတ်ပြီyeah don't worry ဟိုတယ်ရပဲရလဲအခုပြောလို့ရလားအခုလုံးနဲ့လုံးအခုပြောအဲ့ကောင်တေးရောမယ်လိုက်လွှင့်နေမယ်ဆိုတော့သူရှိရဟိုတယ်တော့ပါလားဆိုတော့တထွေရှားဟိုတယ်မပြောပြတော့ဘူးလေအကိုရဲ့ဟိုတယ်ပြောပြမှတော့ဒီလောက်ထိဖြစ်မနေဘူးလေအခုတထွေရှားကိုတဲ့ဘယ်ဟိုတယ်မှာလည်းမသိဘူးသူရဲ့ make up စီရတယ်အကုန်လုံးလေပြန်လွတ်ပြီးတော့တယောက်တည်းကိုထားတယ်တဲ့အပြင်လည်းမထွက်ခိုင်းဘူးတဲ့အပြင်မထွက်ခိုင်းဘူးဆိုပြီးတော့အခုဒီလိုမျိုးတွေဖြစ်တော့ဟိုကောင်ကတထွေရှားစီရောက်သွားပြီးတော့နှိပ်စက်တယ်ရိုက်တယ်နေမှာပေါ့တထွေရှားရိုရှန်စီထပ်ပြီးတော့ဖုန်းဝင်လာတဲ့အချိန်မှာဟိုကောင်အနောက်ကနေပြီးတော့လုံနေတယ်ဟုတ်တယ်ရွှေတို့မသိဘူးနော်ရွှေလည်းမသိတော့ကွယ်အခုတော့ပြန်ပြောလက်စားနေမလို့ရွှေလည်းပြန်ပြောထပ်ပြောပြတာပဲရှိတယ်နော်ရွှေနဲ့professional တိလည်းမသိဘူးဒီပြဿနာတွေရွှေနဲ့ဆိုင်လည်းမဆိုင်ဘူးဟုတ်ဒါတော့ Patricia အတန်နဲ့တော့တူတယ်ရှင်နောက်ထပ် view file မှာလည်းဒီအကူကတော့ဒါ Patricia ရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါပြောထားသေးရရှင် view file လေးကိုလည်းဆက်ပြီးတော့အတူတူကြည့်လိုက်ကြရအောင်နော်ကဲဗျာနော်ခင်ဗျားတို့ရဲ့ရန်လေးသားပါဆိုတဲ့စီးပွားရေးပညာရှင်ကြီးပေါ့ဗျာနော်ကျွန်တော်တို့ overseas မှာရှိတယ်စီးပွားရေးပညာရှင်ကြီးပေါ့ရန်လေးသားပါဆိုတဲ့စောက်ကြီးစောက်ရည်တွေပြောနေတဲ့ကောင်ပေါ့နော်ကျွန်တော်နည်းနည်းရိုင်းတော့မယ်ဗျာနော်ခုဘလို့သတင်းထွက်လာလဲဆိုမြန်မာပြည်ကနာမည်ကြီးမော်တယ်ပေါ့နော်နာမည်ကြီးမော်တယ်ကိုသူကကြော်ညာရိုက်ဖို့ခေါ်တယ်ခေါ်ပြီးဟိုရောက်တော့ဗျာနော်ဟိုဘောင်ဝင်တန်းဝင်တာတွေနော်ရန်ဆိုးရတဲ့ဟာတွေလုံနေတယ်လို့ကြားရတယ်ဗျာနော်သတင်းကတော့အထိမပြုတ်နိုင်သေးဘူးဒါပေမဲ့ဒီလိုကြားတာနဲ့နေစင်မပြေဘူးဗျာနော်သူကိုယ်တိုင်ပဲသိရမှာဒီမင်းသမီးလေးကိုဒီ model လေးကိုခေါ်တယ်ဆိုတော့သူကိုယ်တိုင်ပဲဝင်ခံပြီးသူကိုယ်တိုင်ပဲဗီဒီယိုဖိုင်တွေတင်တာနော်ခုကတော့မင်းသမီးလေးနဲ့ပါသွားတဲ့လူတွေကိုပြန်လှုပ်ပြီးတော့မင်းသမီးလေးကလည်းသူတို့မိဘတွေနဲ့ဆက်သွယ်မရသေးဘူးမင်းသမီးလေးကိုဗျာနော်ဒီကောင်ပြောရတာလည်းအဆင်မပြေဘူးဗျာနော်ဒီကောင်အဲ့လိုမျိုးပေါ့ဗျာနော်ဘောင်ဝင်တန်းဝင်တာတွေရန်အောက်တန်းကြတာတွေလုံနေတယ်လို့သတင်းတွေထွက်နေတယ်ဗျာနော်မင်းသမီးလေးကိုယ်တိုင်လည်း status မှာတင်ထားတယ်နော်ရုပ်မှာလိုက်ကြတာဟဲဆိုတဲ့ဟာကိုတင်ထားတယ်နော်ကိုယ့်ဟာကိုဆက်ပြီးတွေးကြည့်ပေါ့နော်ကျွန်တော်ပြောချင်တဲ့သဘောပါဗျာနော်ဟိုရှင်းရှင်းပြောရင်တချို့ຢာတွေကလည်း online မှာတွေ့တိုင်းအထင်မကြီးနဲ့ဗျာနော်စောက်ချင်းရုပ်တဲ့ကောင်ကစောက်ချင်းရုပ်တာပဲဗျာနော်ဒီလိုကြီးအရင်ကြီးရုပ်မှလိမ့်မယ်လို့တော့ဘယ်သူမှမထင်ဘူးသတင်းကတော့အတိမပြုတ်နိုင်သေးဘူးဒါပေမဲ့ဗျာဘယ်ကိစ္စမဆိုပေါ့နော်ဟိုဘယ်ကိစ္စမဆိုပေါ့ဟိုဖြစ်လာတဲ့အကြောင်းတရားတစ်ခုမှာပုတ်လို့ပေါ်ဟုတ်လို့ကြော်ပဲဗျာနော်ဒါပုတ်လို့ပေါ်ဟုတ်လို့ကြော်ပဲဟိုအပုံနဲ့မရှိဘဲနဲ့တော့ဘယ်သူမှသတင်းမရဘူးဗျာနော်ဒီလိုကြားရတာတော့လုံးဝအဆင်မပြေဘူးသတင်းကိုအတိမပြုတ်နိုင်သေးဘူးဒါပေမဲ့ဒီလိုထွက်လာပြီးတဲ့ဟာကိုဆိုတဲ့ဟာကိုဗျာဟိုမဟုတ်ဘဲနဲ့ထွက်လာတာလားတကယ်ဟုတ်လို့ထွက်လာတာလားကိုယ့်အကူပဲစဉ်းစားကြည့်ပါနော်ကျွန်တော်ပြောချင်တဲ့သဘောပါဗျာနော်စောက်ကြီးစောက်ကျယ်တွေပြောနေတယ်နော်စီးပွားရေးပညာရှင်ကြီးတို့တကယ်
တကယ်ဗျာနော်နိုင်ငံကျော်တည်းရမှာဟိုစီးပွားရေးသမားကြီးလို့ကဘာကျော်စီးပွားရေးသမားကြီးလို့ပြောပြီးတော့အကြီးကြီးပြောနေတဲ့ကောင်တွေတွေ့ရင်သတိထားဗျာနော်ဥပဒေရုပ်ကိုကြည့်ပါဗျာလူမှာနော်ဥပဒေရုပ်ကစကားပြောတယ်ဗျာနော်သူကသူဘယ်တော့စောက်ကြီးစောက်ကျပြောရုပ်ကလူရုံးမှာရုပ်ပေါက်နေရင်ဗျာနော်လူရုံးမှာစိတ်တက်ကရှိနေတာပဲဗျာနော်ဒါလေးလာပြောတာပါတရင်ကတော့အတီမပြုတ်နိုင်သေးဘူးဒါပေမဲ့လူပြောတော့အများများနေပြီเนาะကျွန်တော်ကြားတာအဲ့မင်းသမီးလေးကိုသူ့ကိုအဲ့လိုမျိုးတနေရာမှာအဲ့လိုမျိုးဟိုကဖြစ်ထားရလို့လည်းကြားရတယ်ဗျာเนาะတော်တော်အဆင်မပြေဘူးเนาะကျွန်တော်ဒီသတင်းလေးကိုကြားရတာအမြန်ဆုံးနဲ့အဆင်ပြေပါသေးဗျာเนาะမင်းသမီးလေးလည်းဟိုမင်းသမီးလေးလည်းအမြန်ဆုံးဒုက္ခရောက်နေရဆိုရင်ဒီဒုက္ခပေါင်းကနေလုံငိမ့်နိုင်ပါသေးဗျာเนาะအဲအကြောင်းဟို overseas တွေပါကြောင်ညာရိုက်ရတယ်ဆိုတော့ပျော်မနေနဲ့ဗျာเนาะအနောက်မှာထောင်ချောက်တွေရှိတယ်ဗျာเนาะအရန်ကြောက်ဖို့ကောင်းတယ်ဗျာလူလောကကြီးကเนาะကျေးဇူးတင်ပါတယ် ဒီ line ပေါ်မှာလည်းဘလူးပြန်နေတာပဲရှင်ဒီမင်းသမီးလေးကိုနော်ဒါဟိုတယ်မှာတဲ့မူးအောင်တိုက်ပြီးတော့နော်ဒါတယောက်တည်းတော့မဟုတ်ဘူးတဲ့နော်သူတို့ဒါအဖွဲစည်းလည်းပါတယ်လို့ပြောရရှင်နောက်ထပ် review မှာဆိုလို့ရှိရင်လေသူများလင်နဲ့နော်ဒါခိုးစားနေတဲ့မိန်းမကိုတရားဝင်သွားပြီးတော့မေရကြီးကိုယ်တိုင်ကဒါသွားပြီးတော့ပြဿနာဖြေရှင်းတာရှင်ကဲတကယ်ချင်းတို့လည်းဒီ profile လေးကိုဆက်ပြီးတော့အတူတူကြည့်ကြည့်လိုက်ကြရအောင်နော် ပြောနို့အမားတို့ဘာမဟုတ်တာပြောထားပြောဒီကောင်မလေးနဲ့အမားယောက်ျားနဲ့ဖောက်ပြန်တယ်နင်ပြောရနော်အခုတက်တဲ့တက်ကရရှိလားမရှိဘူးဆိုတာအမားကမရှိဘူးလို့နင်ကိုပြောခိုင်းတာလားနင်ကိုယ်တည်းကရှာလို့မရလားရှာလို့မရအဲ့ဆိုအဲ့စကားကဘယ်ကသွားယူလာတော့လုံးထွက်သားတဲ့ကောင်မလေးကပြောလုံးထွက်သားတဲ့ကောင်မလေးကနင်ကိုဒီကောင်မလေးနဲ့အမားယောက်ျားနဲ့ဖောက်ပြန်တယ်လို့ပြောခဲ့ရအဲ့တော့နင်ကိုယ်တည်းကရောသူ့ကိုဘာကိစ္စကြောင့်ဟုတ်လားမဟုတ်လားမစင်စင်မင်းနဲ့သူ့ကိုဘာလို့ဆွဆွဲရအောင်အပြောငါတကယ်ပြောငါဆွဆွဲရမဟုတ်ဘူးငါပြောငါဘူးနေကြတော့ပြောအကုန်ပြောဘာမှဖြစ်ဘူးသူဆိုးလားနေလို့ဆိုးလားငါသိချင်တာပဲရှိရပြောငါပြောအားနဲ့ငါအမကိစ္စအဲ့လိုပြောမှန်းတယ်ငါပြောတယ်မှန်းတယ်ဒါပေမဲ့ညီမတက်တည်ရှိတာညီမဟာဆက်မပြောဘူးသူကညီမအရင်ကတက်တည်ရှိတာလည်းမရဒါပေမဲ့ငါမတက်တည်ရှိတာငါနဲ့တက်တည်ရှိတာမင်းဘယ်လိုမရအောင်တောင်းမရဲ့ငါတက်တည်ရှိတာလည်းမရဒါပေမဲ့ငါမတက်တည်ရှိဘူးဒီမှာနေရှိတော့ခါလေးငါတက်တည်ငါမတက်တည်ရှိဘူးအဲ့တော့ငါချက်ချလာအောင်ပဲထပ်ပြောရပြောရတယ်အမပြောမယ်မငါတောင်းမယ်လေငါဆိုင်ကြည့်လာပြောဦးညုံဘူးသူထောက်တကယ်တောင်းမယ်မယ်မဟုတ်လေ तू ကအမွေလိုချင်တာဘာညာပိုင်ဆိုင်မှုလိုချင်တာလို့ပြောသည်ဖြစ်တဲ့အတွက်ကြောင့်မလို့ညီကသူ့ကိုတက်သေးရှာအောင်မယ်အဲ့တက်သေးကိုလည်းအမလိုချင်တယ်ဘာလို့ဆိုတော့အခါကျရင်သူ့ကိုအမလှုပ်ထုတ်မှာနေ့မှာဘာတက်သေးရှိလဲဆိုတာအမကိုပြောရတယ်ဘာမှဖြစ်ဘူးအခါကျရင်ညီကိုလည်းအမတောင်းမှန်အောင်မယ်ဒီအမွေကိစ္စလို့ပြောရတဲ့မှာတက်ဆိုင်မှုအများကြီးပါတယ်အမကမွေးစားမယ်တစ်ခါပြောဘူးဟုတ်တယ်တစ်ခါပြောဘူးအမွေးစားမယ်ဆိုရင်ဟာမယ်ပဲဒီငါမယ်ပဲပါရမှာဒီစကားမှအဲ့လိုပါတယ်တက်ဆိုင်ဒီစကားလေးတစ်ခုမှတက်ဆိုင်မှုအများကြီးပါရမှာသူ့ဘာလို့ချင်းချင်းနိုင်ထင်ပြီးတော့အမကိုအဲ့လိုမျိုးတော့မတက်သေးရှိလားသူရင်းစားပြငါမှမပြောနော်တက်သေးရှိလားလေအဲ့တော့ငါတက်ကြတော့အေးငါမရှိဘူးဒါပေမဲ့ငါဆက်ချလာအောင်မယ်နောက်နေ့ပြန်ဆုံးအဲ့လိုသူ့ကပြောခဲ့ပြီးတော့ပြောနေတော့ဆက်ချလာအောင်မယ်ဆိုတော့ညီကဘယ်လိုရှာမလို့အဲ့တက်တွေကိုဘယ်လိုရှာမလို့စဉ်းစားအောင်ရအမအပွင့်လင်းဆုံးပြောသူ့ကိုလည်းအမမညာဘူးရပြောညာပြောပြမှာအမဟောမဆိုင်တော့လောက်တော့သူ့ပြောပြီးတက်တွေဆက်ချလာအောင်မယ်ဆုံးဖြတ်ပြီးတက်တွေဆက်ချလာအောင်မယ်လို့ပြောတယ်ငါဘာမှမလုပ်တော့ဘူးဆုံးဖြတ်ပြီးဟညာပြဟာမရဆက်ပြီးဖုန်းဆက်တယ်ငါဟာဒီအခုတင်ဒီဆိုင်ဖုန်းနံပါတ်ရှိဖုန်းလားအမတောင်းမယ်လေဒီမှာပြောခဲ့တယ်ဒီမှာမဟုတ်လေရှက်ချင်းသားညီကအခုပြောခုတောင်းမှလို့ကတော့မရဘူးလေသူ့ကိုပြောတဲ့စကားကိုညီကတက်တွေသွားရှာအောင်မယ်ဆိုတော့ဥစ္စာအမလူချင်းသားဒါကြောင့်လို့လေအဲ့တက်တွေရလာတဲ့ခါကျရင်သူ့ကိုလည်းအမလှုပ်ထုတ်မှာအဲ့တော့ဘယ်လိုဖြစ်လို့ဒီစကားကိုပြောထွက်ပြီးတော့တက်တွေကဘယ်ကသွားရှာမှာလဲအဲ့ဒါကိုသိချင်တာအဲ့လိုပြောပါအခုပဲပြောလိုက်တယ်အခုပဲတောင်းမယ်နဲ့တက်တွေကလည်းမရလာသေးဘူးအခုပဲတောင်းမယ်နဲ့ဆိုဒီဘက်ကပြောခံရတဲ့သူကလည်းနင့်နာတယ်လို့ဟုတ်တယ်မလားညီကိုလည်းဒီပြောတဲ့အကြောင်းအရာရှိမှာပဲဟုတ်တယ်ဟုတ်အဲ့အကြောင်းအရာကိုအမသိချင်တာကွယ်အခါကျရင်အမညီကိုလည်းတကယ်ကျေးဇူးတင်တယ်ညီကိုလည်းအမကျေးဇူးဆက်မယ်သူ့ကိုလည်းအမလှုပ်ထုတ်မယ်အဲ့ဒါကြောင့်အဲ့တက်တွေကိုအမလိုချင်တာအမဘယ်သူဘက်မှမလိုက်ဘူးဒါပေမဲ့အမဒီကောင်ကအမဆိုင်လိုက်တော့အမဘယ်လိုပဲလုပ်အမလိုက်တော့ဒါပေမဲ့အခုချိန်ကလုံးဝပြောလို့မရသေးဘူးခုချိန်ကပြောလို့မရသေးဘူးဆိုတော့အဲ့လိုရှန်ခဲ့လို့မရဘူးလေကွာတိထားတဲ့အမတို့ခုလာတိထားတဲ့အရာတွေကအမလေးကတော့ဆိုတော့အမကိုတနာလို့တနာလို့တနာကိုကိုအမအရင်တယောက်လို့တနာလို့အမပြောဒီပါဘူးလို့ခါလာတက်တိချာမယ်တက်တိချာဆိုအမညာတက်တိမဆောင်တယ်အမှန်တရားသူ့ဒီပေါ်လာမှာမမပြောတော့ဘူးအဲ့ဒါအမတက်တိဆက်ချလာမှပြောအဲ့ညီမအဲ့မပြောတော့ဘူးတော်ပြီခါကျတော့ငါဒီမှာပဲပိတ်လိုက်တော့မယ်ဆိုမှန်ကိုဘကပြန်ပြလိုက်တော့အော်ငါပြောလာတော့လုံမပဲငါစိတ်ကလေးပြောမိရအဲ့တော့စိတ်ကလေးပြောမိရတယ်ညီမစဉ်းစားနေတယ်နိုင်နေအမတိုင်မှာအဲ့ပုံမှန်ညီမပြန်အတွေ့ပေါက်တာနော်ခေါင်းလည်းမကြည့်ဘူးဆိုတော့အဲ့ညာအဲ့တော့အော်ငါမပါပဲအမကအဲ့လိုပြောမိရငါမရဲ့ငါတောင်းမှရမယ်အမတောင်းမှပြောကန်ဒီကြမှာအမကိုတိုင်မှာပါစမ်းစီပေါ်လာအမညီမတောင်းမယ်လေတကယ်တောင်းမယ်လေအမျိုးတောင်းမယ်လေမနေ့ကဆောင်းလာပြောသူထောက်ပြီးတောင်းမယ်အဲ့လိုပြောရဲအဲ့ဒါလည်းမကြောက်ဘူးရှင်မကြောက်နေပြလိုက်တာဟုတ်တယ်နော်ဦးကျမကြောင့်အမရင်ညောင်းပြလေထုံးဆက်ပြောလေအမ
ငါလည်းဒီလိုဘာဘယ်သူပြောအောင်ပြောလေ ဒီလိုပြောရတာဥရှင်မိုးကြောင်ပြောဘူးနင်တက်ဆိုင်ပိုင်ဆိုင်ငွေလိုချင်နေဆိုအဲ့အကြောင်းဘယ်သူပြောအောင်လို့ပြောတယ်ငါ ဟာပြောညီမလေးလို့နို့လည်းဒီကြောင်းနေဘယ်သူပြောအောင်လဲအမတို့ငါပြောခဲ့ကြအောင်ဒီမထင်လိုက်တာဥပဒေနဲ့ပြောတာထင်လိုက် ဥရှင်မိုးဘာလို့မရှိရ တော့အမအမဥရှင်တို့ကမကိုဒီလိုဖြစ်တယ်ဒီဆိုင်ရထွက်သွားတဲ့ကောင်မလေးကပြောပြတာညီမဘယ်နာနဲ့ပြောပြလဲပြောပြမယ်အိမ်ပေါ်ထဲမှာအချုံနေတော့ကလေ မဟုတ်ညီရလဲတတ်ပါတော့ ပြပြဆို ညီရလဲပေါ့လေအမကိုတနာရဲဆိုလို့ရှင် မိုးရနေပြပြဆိုမိမိသွားနေအောင်ဆိုမိမိကနောက်ထပ်သွားနေအောင် မိုး ပြ ရ ပြ တယ်လေပြောပြအထက်ထုတ်သွားနှစ်ခါပြောပြ ဟုတ်ပါပြီနှစ်ခါပြောပြဟုတ်ပြီအဲ့နှစ်ခါပြောပြတဲ့ချိန်မှာညီကအမကိုတနာရဲဆိုညီကလုံးဝမထွက်သေးရဟုတ်တယ်ထူးထူးကိုလည်းကြည့်မရသလိုအမကိုလည်းတနာရဲဆိုရင်အမကတူတူတိတ်ပြောလို့မရဘူးလားအမကထူးထူးနဲ့ဥရှိမိုးနေရဖောက်ပြန်နေရနော်ကျမဒီလိုသတင်းကြားထားတယ်ဒီကောင်မလေးကလည်းပြောတာညီကငါ့ကိုတနာနဲ့မတူနင်းတငယ်ချင်းသူ့ကိုतू ကဂျုံမွေတဲ့သူပေါ့နော် तू ကဘာလုပ်တာလဲဆိုတော့သူတို့နှစ်ယောက်ရဲ့ဒီမှာပြန်တဲ့နေရာမနှုတ်ဆက်သွားဘူးဆိုတဲ့ပြဿနာလေးစတာဒီကောင်မလေးနဲ့သူเนี่ยအရန်တဲ့တယ်ပေါ့နော်လိုင်းမှာလည်းမြင်တဲ့အတိုင်းပဲတော်တော်တဲ့ကြတာအဲ့တော်တော်တဲ့ကြတာကိုနောက်ဆုံးနေ့မှာမနှုတ်ဆက်သွားလို့ဆိုပြီးတော့ तू ကပောက်ခွဲတာကနေပြီးတော့အမဘာလို့မနှုတ်ဆက်သွားလဲမေးရကနေပြီးတော့သူတို့နှစ်ယောက်ကစာလေးရေးတာကိုဒီစာကိုသူ့ကိုသွားပို့တာသူ့ကိုသွားပို့တော့ तू ကတက်တိတာကောင်းတာတက်တိကောင်းတော့ဒီကောင်မကို तू ဆဲပေးပါမယ်ဖုန်းနံပါတ်ပေးပါဆိုပြီးတော့အဲ့ဒါဆဲတာကနေဒီလိုဖြစ်သွားတာဒီလိုဖြစ်သွားတော့ခါကြတော့ तू ကပြောမယ်ဆို तू ကပထမဦးဆုံးနှစ်ယောက်ကြားမှာဟိုလူကိုဒီလိုပြောဒီလိုပြောပါလေဆိုတော့ तू ကတက်တက်ကရရင်လည်းအဲ့လိုပေးတဲ့သူအဲ့လိုပေးတဲ့သူဆိုတော့ညီကအမကိုတနာနဲ့မတူညီတငယ်ချင်းကိုညီတနာနဲ့တူးနေပြီ ခေါင်းကပြောလို့ပဲတကယ်အမကိုမကြောက်လေကြောက်တယ်ဒီမောင်အမကလည်းညပြခဏအမဟိုကြောက်လေကြောက်တယ်တော့ပြောရပါဘူးလို့အမကြောက်တယ်ပြီးအားလည်းအနာလည်းပြောပြပါမှာ အေးလေဒါအမကိုရှစ်လို့ပြောတဲ့စကားမဟုတ်တာဒါအမတို့ကိုရမှာအမတို့အတင်းပြောတဲ့စကားဖြစ်နေပြီလေဟုတ်တယ်ဟုတ်အမကိုရှစ်လို့ပြောရဲဆိုတဲ့စကားကိုဖယ်လိုက်တော့အခုအမပြောချင်တာအခုချိန်ဒီလေအမခွင့်လို့ပေးဦးမယ်တက်တည်ရှိရဆိုဆွဲခေါ်လာခဲ့အမယောက်ျားနဲ့အမအခုပြက်ပြမယ်အမအဲ့လောက်ကြောင့်ပြတ်သားဆိုတော့နိုးသိရနော်ဦးရှိမိုးဘက်ကလည်းအမပါပြီးမပြောဘူးအမယောက်ျားမကောင်းမနဲ့ကောင်းပါရဲ့ဒီကောင်မလေးနဲ့ပေါက်ပြန်တယ်လည်းအမခွင့်လို့ပါရဲ့ဆိုတဲ့မှာအမမပါဘူးတခုခုစာလေးရေးထားတယ်သူတို့နှစ်ယောက်မတန်ပါတဲ့စာရေးထားတယ်တခုခုအီမိုဂျီကအစာရေးဘူးရဲ့ဆက်သွယ်ဘူးရဲ့ဟာတက်တည်ရှိရင်ကိုအမကိုယူလာပြ ဟုတ်တယ်နော်သူများတစ်ဖက်သားကိုမဟုတ်မမှန်ဆွဆွဲတာတော့ဒါတော်တော်လေးကိုရိုင်းနေနော် ပြီးတော့သူ့အမွေလိုချင်တယ်ဆိုတဲ့ဥစ္စာကိုလည်းအမကိုပြပေးနိုင်ရင်အမကရပြီအဲ့ဒါပြောတာသူ့ကိုအမွေပေးမယ်ဆိုတာကသူ့ကိုမွေးစားမယ်လို့အမကစပြီးပြောလိုက်တာနော်မွေးစားမယ်လို့စပြီးပြောလိုက်တော့ပြောရမယ်ဆိုရင်ညီတို့ကသူ့ကိုတကယ်မွေးစားမယ်လို့ထင်တာအမလူတယောက်ကိုမွေးစားဖို့ဆိုတာသူ့မိသားစုရှိသေးရဲ့နော်ဟိုလွယ်လွယ်လေးနဲ့မွေးစားလို့မရဘူးဒါအပေါ်ရံအမကပြောလိုက်တာအဲ့ဒါကိုညီတို့ကဟုတ်တယ်တင်ပြီးတော့ညီတို့ကသူ့ကိုမူတီတာမပွားနိုင်ဘူးပေါ့နော်အခုတို့များနေကြတယ်ညီတို့ကဟုတ်သူဆိုလို့ရှိရင်လည်းဒါဘလောက်ပဲ तू ကရှစ်ပါခင်ပါပြောဒါနောက်ဆုံးနေ့မှာမနှုတ်ဆက်သွားတဲ့အတွက်ကြောင့်မလို့ तू ကခြေခွဲတယ်ခြေခွဲလို့သူတို့နှစ်ယောက်ကဒီလိုပြဿနာဖြစ်တယ်နေ့ပြောရဟိုကအင်ဂျင်တို့ကပတ်ပြီးပြောထားသေးရဲ့ပေါ့ အိမ်ရောမျိုး အဲ့လိုပုံစံလိုက်ဆိုင်ပါမခုနကအမပြော အဖေလို့ပြောလိုက်အင်းကြီး အဲ့အရင်ဘယ်လိုလဲနော်ပုံလေးပြောတာဆိုပြောဆိုတာပြောအင်ဂျင်ပြောနေတာ နေဟိုတော့ဟာလို့သူကပြောနေရတယ်ဘာလို့ထုတ်လိုက်ဟိုလိုက်လုံးနေဘူးလို့ပြော ညနေပုံလေးပြောသွားတယ်ပုံလေးပြောသွားလို့ပြောဆိုနေတာတဲ့ဒီလိုပြောအောင်ဆိုတော့ဘာမှပြန်ပြောလို့အဲ့ဒါအမဘယ်လိုအဲ့ဒါတော့ပြောအောင်မလေးမလေးခင်းလို့ပြောတာပဲလေ အေးလေငါလည်းပြောရတာအဲ့လိုမျိုးစိတ်နဲ့ပြောရမှာဟောငွေဆိုတာဖောက်ပြောရဲဆိုတော့ငါလည်းသူ့ပြော ပြော လို လိုက် က် ရ နေ တယ် ညီမနဲ့မတစ်ခါရေးဖြစ်သွားလို့လေ အဲ့ငါလည်းသိတယ် အခုကတော့ဘယ်လိုဖြစ်သွားအောင်ဆိုတော့ तू ကလည်းသူ့ကြည့်လိုက်လို့ရှိရင်အေးလေးပေါ့နော်အေးလေးဒါမဲ့စကားပေးယူလုပ်တယ်ဆိုတာအခုကနောက်ဆုံးအနေနဲ့ဒါပြောလိုက်တာပဲနောက်ဆုံးသူ့မွေးနေ့ဖြစ်တဲ့အထိကိုကသူ့ကိုတော်တော်ရှင်းနေတော့ဟိုဘယ်လိုပြောရမလို့तू ကတော်တော်ကောင်းတယ်ပေါ့နော်စိတ်ဓာတ်တော်တော်ကောင်းတယ်သူတို့နှစ်ယောက်ကြည့်လို့မရလို့ထွက်သွားရဲဆိုတော့ကိုကသိရသူ့ကိုကြည့်လို့မရလို့ထွက်သွားရဲဆိုတော့သိရကို့ဘောဘယ်လိုမှမထင်လိုက်ဘူးဒါကို့ဘောလည်းဘူးတဲ့ကြီးလည်းဘာမှမထင်ပါဘူးဒါမဲ့အချင်းချင်းမှာအဲ့လိုမျိုးစိတ်ကောက်တတ်တယ်ဟိုစိတ်ပုတ်တတ်တယ်ဆိုတာအမသိသွားပြီထွက်သွားရတဲ့ပြိုင်နဲ့အမပြောတယ်ဟိုလူနဲ့ဒီလူနဲ့စကားကြီးပြောတဲ့ခါကြလို့ရှင်ဒါတယောက်နဲ့တယောက်သူတို့နှစ်ယောက်ရဲ့မကောင်းကြောင်ပြောရတော့ဒါကျမနဲ့မဆိုင်ဘူးပေါ့နော်ဒါသူတို့ရဲ့ personal ကိစ္စသူတို့ကောင်းကြောင်ပြောသည်ဖြစ်စေမပြောသည်ဖြစ်စေဒီပြဿနာကို तू ကနေစခဲ့ပြီးတော့မှ तू ကနေပြီးတော့မှကျမတို့ရဲ့မိသားစုအကြောင်းကိုပြောတာဒီလိုဒီ line ပေါ်တင်ရတာဒီပြောထားပြီးသားသူတို့နှစ်ယောက်ကိုရှေ့ရလာတယ်ကနော်ဟုတ်တယ်ဟုတ်သူတို့နှစ်ယောက်ကိုမဟုတ်ရှိတဲ့တူရဲ့အကုန်လုံးကိုနော်ရှေ့လာတွေကသူများကိုအလုပ်ထုတ်ခဲ့ဘူးတယ်ဘာကြောင့်လဲသိလားကောင်လေးကကျမလုတ်တဲ့ကောင်မလေးရဲ့ရီးစားကကျမကိုဆဲလို့ဆိုပြီးအလုပ်ထုတ်ခဲ့ဘူးတယ်နောက်တစ်ခါကျရင်မဆိုင်တဲ့သူတွေရဲ့အကြောင်းတွေအဲ့လိုမျိုးတွေရီးစားတွေကလာဆဲလို့ရှိရင်နင်တို့ဖြည့်ရှင်းပေးရမယ်နင်တို့လိုင်းမှာတင်မယ်နော်လို့ဒီလိုပြောထားတာကိုပြောရင်ပြောကြည့်လိုက်လို့ပြောထားတာကိုသူတို့ကပြောရဲတဲ့တတိရှိလို့ကျမတို့ကသူတို့အမကပြောသလိုလုပ်ပါတယ်ဆိုတာတို့တင်ပေးတာဟုတ်ပြောသလိုလုပ်ပါလေဆိုတင်ပေးတဲ့ပြေကမှဘလောက်တိအောင်စိတ်ကကောက်လဲဆိုတော့तू ကဒီလိုအမွေလိုချင်တာतू ကကျတော့ကျမယောက်ျားနဲ့ဖောက်ပြန်နေဆိုတော့ဒီကလေးကကျမယောက်ျားနဲ့ဖောက်ပြန်နေဆိုတာဖြစ်နိုင်လားမကြည့်လိုက်နော်ဖြစ်နိုင်လားကြည့်လိုက်လူကဟိုပြောရမယ်ဆိုလို့ရှိရင်နို့ရင်မစင်သေးဘူးနော်အဲ့ဒါကိုညီကိုချင်းမစာမနာနဲ့သူ့ကိုအဲ့လိုပြောတယ်ညီကိုတိုင်အောင်ဘလောက်ကောင်းနေလို့ညီရီးသားပဲနေအောင်ရှိအောင်ညီပြောလိုက်လေကိုစိတ်နဲ့အရာရာတိုင်းကိုစိတ်နဲ့နှိုင်းပြီးပြောရတယ်မှာ तू ကပါတယ်ဒီလားကျမကြီးကလှုပ်ထွက်သွားတယ်သူများမှအတင်းသွားပြောရင်ကျမဘာမှမပြောဘူးကျမနားလဲပြီးရပြောပိုင်ခွင့်ရှိတယ်ဆိုပြီးတော့သူကျမကြီးမှလောင်းတာဒီပုံစံမဟုတ်ဘူးเนาะဒီလောက်လည်းမလဲနေဘူးဒါပေမဲ့အပြင်ရောက်သွားရင်ဆရာကြီးစတိုင်နဲ့ပေးအိုက်ကောင်မှဖုံးအောင်ပေးဒီမှာဖုံးတိုးပြီးပြောပေးမယ်ဆိုပေးမှဆိုတော့ तू ကတက်တီကောင်းလို့အဲ့ဒါ तू တက်တီကိုရှီးကျူးတာเนาะအဲ့တော့
အမပြောချင်တယ်ဒီနေ့ကနေစပြီးတော့အမရဲ့အကြောင်းကိုပြောလို့ရတယ်အမရဲ့မိသားစုအကြောင်းအခုဖောက်ပြန်နေဆိုရဲသူ့ရဲ့မျက်နှာလေးညီတို့ထောက်ရမယ်ညီတို့ပြောပြီးရင်ပြောပြီးသွားရင်တောင်းမှန်ပါရဲ့အခုပဲပြောတယ်အခုပဲတောင်းမှန်နေဆိုအဲ့လိုလွယ်လွယ်နဲ့တောင်းမှန်လို့မရဘူးအဲ့တော့ဒီကနေရှေ့ကနေစပြီးတော့အဲ့ဖောက်ပြန်နေဆိုတဲ့စကားတွေတခြားလူမှတဆင့်ပြီးတဆင့်ကြားလာခဲ့သည်ရှိတော့လုံးဝခွင့်လို့မှာမဟုတ်ဘူးအခုတော့ညီတို့မိသားစုပဲညီတောင်းမှန်လိုက်ဒါတော့အမတင်ကြရှိရတင်ပါပဲအမလည်းဆဲကြိုက်တဲ့သူဆဲဘာမှဖြစ်ဘူးလုံးမယ်ဆိုတဲ့ဂရီတိုင်းပဲညီတို့တင်ပေးလိုက်တာ ဆိုင်ရှင်ကဒါဒီကမာလေးဘက်ကမလို့နော်ဒီကမာလေးကြီးရတာလဲနော်ပုံစံလေးကတကယ်ငယ်ငယ်လေးပဲရှိအောင်မယ်နော်သူတို့ကျော်လဲအသက်ကလေးတွေကနော်ဆေချောသက်ပတ်ဝန်းကျင်လောက်ပဲရှိအောင်မယ်နော်စကားကိုဟိုလူဒီလိုပြောလိုက်ဒီလူဟိုလိုပြောလိုက်နေနော်ဒါတင်ကရှင်းရတော်တော်လေးကိုဒါရှက်ဖို့ကောင်းနေရှင့်မိန်းကလေးအချင်းချင်းကိုနော်ဒါကိုချင်းစာပြီးတော့ပြောရမှာရှင့်ကိုလဲမိန်းမပဲလေနော်သူများတစ်ပတ်သားကိုဒီလိုကြီးအပုတ်ချတာကတော့တော်တော်လေးကိုဒါလွန်လွန်နေရှင့်တော်သေးရနော်ဒီဆိုင်ရှင်အမကနော်ဒီကောင်မလေးရဲ့အကြောင်းကိုသိနေလို့တမင်းဆိုလို့ရှင်တော့မလွယ်ဘူးနော်ကျမဗီဒီယိုလေးတော့ဒီလောက်ပါပဲရှင့်မိန်းကလေးတွေလည်းနော်ဒါဒီကောင်မလေးကိုကြည့်ပြီးတော့ဒါလုံးဝကိုသတိထားကြရှင့်ကိုယ့်ရဲ့တငယ်ချင်းအရင်အချာကြီးဆိုပြီးတော့လည်းနော်ဒါလုံးဝကိုရင်သွားမဖွင့်စေနဲ့နော်ဆုံးနေလိုက်ပဲကြည့်ရှုပေးရတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်